ဗုဒ္ဓဂယာဖျားဖို့ရှိရခီစဉ်လေပတ်ပုံကိုဒီဗီဒီယိုကလစ်မှာဒါပြည့်ပြည့်စုံပြပေးထားပါတယ်เนาะဒါကတော့ကျွန်တော်တို့ဒါရန်ကုန်ကနေထွက်ခွာမဲ့တော့ကျွန်တော်တို့အစီအစဉ်ပဲဖြစ်ပါတယ်เนาะအဲ့တော့လျင်စီးပြီးတော့ကျွန်တော်တို့ဒါဂယာလေစိတ်ကိုရောက်မှာပဲဖြစ်ပါတယ်ဂယာလေစိတ်ကိုရောက်ပြီးဆိုတာနဲ့ဤသို့ဤဟန်ဒါကျွန်တော်တို့ဂယာလေစိတ်မှာကြိုးဆိုမှာပဲဖြစ်ပါတယ်เนาะဒါတော့ဂယာလေစိတ်ရဲ့မြင်ကွင်းဖြစ်ပါတယ်ဂယာလေစိတ်ကနေဆက်လက်ထွက်ခွာကမိမိတိတ်ခွေရအကြောင်းမှာခိတခဏများအနာယူပြီးတော့မြတ်ဗုဒ္ဓဘုရားအဆူဆူတို့ပွင့်တော်မူရာဗုဒ္ဓဂါယာရှိမဟာဗုဒ္ဓစီရီတော်တွင်းရှိဘုံမိဖက်သမုဒ္ဒရာမြတ်စွာဘုရားအားတွားရောက်ဖူးမျိုးမဲ့အစီအစဉ်ဖြစ်ပါတယ်ဖူးမျိုးပြည်ဒီနောက်ပိုင်းမှာသတ္တဌာနခန္ဓာနာမှာပထမဦးဆုံးသောသတ္တဟာလို့လည်းခေါ်သလိုပလင်ကသတ္တဟာတို့စသောเนาะကျွန်တော်သတ္တဌာနခန္ဓာနာတို့ကိုတွားရောက်ပြီးတော့အာယုံပြုတ်မဲ့အစီအစဉ်ဖြစ်ပါတယ်နောက်နေ့မှာဆိုလို့ရှိရင်တော့ဥရဝေလတောင်တန်းသုဇတာတထိုင်သမင်းကနာနိုးဆောင်ကတ်တဲ့နေရာသုဇတာအင်ယာတို့ဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်နေ့မှာဗာရာဏသီထွက်ခွာကမင်္ဂလာဝန်တို့နှင့်မြတ်ဗုဒ္ဓဖရာအားခီယူကျိုးဆိုတဲ့နေရာသီရိလင်္ကာဓာတ်တော်တိုင်နမိုးခနဲ့ကျွန်တော်ဂင်္ဂါမြစ်မှာဆက်လက်စီးတဲ့အစီအစဉ်ဟာလည်းပဲပါဝင်မှာဖြစ်ပါတယ်နောက်နေ့မှာဆက်လက်ထွက်ခွာပြီးတော့သာဝတိရှိဇေတဝန်ကျောင်းတော်ရာဇေတဝန်ကျောင်းတော်ရာဝင်းရှိအာနန္ဒာဗုဒ္ဓကိုလည်းပဲတွားရောက်ပြီးတော့အာယုံပြုတ်မှာပဲဖြစ်ပါတယ်အဲ့တော့ဇေတဝန်ကျောင်းတော်ရာဝင်းထဲမှာတော့အာယုံပြုတ်စရာလေးတွေကိုအာယုံပြုတ်ပြီးတော့ဒါအနာတပင်တထေးရဲ့အင်ယာเนาะကျွန်တော်တို့အင်္ဂုလိမာလဇေဒီယာရဲ့ဖြူကုံစသည်တို့ကိုအာယုံပြုတ်ပြီးနောက်နေ့မှာဆိုလို့ရှိရင်တော့ပထမဦးဆုံးသောတန်ဝဇနယဌာနရှိရာလုံမိနီသာမောအင်ဂျင်ဥယျာဉ်ကိုတွားရောက်ပြီးတော့အာယုံပြုတ်မှာဖြစ်ပါတယ်နောက်နေ့မှာဖြစ်ဆိုလို့ရှိရင်တော့နောက်ဆုံးတန်ဝဇနယဌာနဖြစ်တဲ့ကုသီနာယုံကိုလည်းပဲတွားရောက်အာယုံပြုတ်မှာဖြစ်ပါတယ်ကုသီနာအောင်ရောက်ပြီးဆိုလို့ရှိရင်ဌာနအသီးသီးတွေကိုအာယုံပြုတ်မှာဖြစ်ပါတယ်နောက်နေ့မှာဖြစ်ဆိုလို့ရှိရင်တော့ကုသီနာယုံမှဆက်လက်ထွက်ခွာကကေသရိယဇီရီတို့ကိုလည်းပဲတွားရောက်ပြီးတော့အာယုံပြုတ်မှာဖြစ်ပါတယ်ဆက်လက်ထွက်ခွာလာပြီးတော့လန်ခီနဲ့ဝေသာလီတွင်လည်းပဲနေရာအသီးသီးတွေကိုဖုမျိုးပူဇော်ဥမှာပဲဖြစ်ပါတယ်ထိုနေ့တွင်ကျွန်တော်တို့ဒါနာလန္ဒာအထိဆက်လက်ထွက်ခွာလာမှာပဲဖြစ်ပါတယ်နောက်နေ့မှာဖြစ်ဆိုလို့ရှိရင်တော့နာလန္ဒာတက္ကသိုလ်အဟောင်းဘဝတော်ပတ်ရန်ဝေလူဝန်နဲ့ကျွန်တော်တို့ဓာတ်တော်တိုင်နောက်ပြီးတော့ကျွန်တော်တို့ဒါဆွန်ပန်တာပဲဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ရာဇကြိုရှိဒါရတနာဂိရိတောင်ပေါ်ကိုဒါတက်ရမယ်ဒါမြင်ကွင်းပဲဖြစ်ပါတယ်တောင်ပေါ်ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဒါဝိရှန္ဒဇေဒီပဲဖြစ်ပါတယ်เนาะဒါကတော့ပင်ပေတရာမင်းကြီးအားအကျဉ်းချခဲ့တဲ့နေရာရဲ့ဒါမြင်ကွင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့နောက်ဆုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်ကြောက်လှေးပင်းရာနေရာမြင်ကွင်းကိုကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်ရှေ့မြောက်နောက်ဆုံးနေ့မှာပြင်ဆိုလို့ရှိရင်တော့လျင်စီးပြီးတော့မိမိရဲ့မြန်မာနိုင်ငံကိုပြန်ရောက်မှာဖြစ်ပါတယ်